မင်္ဂလာပါ Thinking Lab မြန်မာမှာကြိုဆိုပါရစေဘဝပြောင်းဖို့မဟုတ်ဘူးတွေးပုံပြောင်းဖို့ဆိုတဲ့ခေါင်းစဉ်နဲ့ podcast ကိုစတင်ပါမယ်ဒီ podcast ကိုစတင်တဲ့အကြောင်းရင်းတစ်ခုရှိပါတယ်ကျွန်တော်တည်ထားမိတာကလူတော်တော်များများကဘဝပြောင်းဖို့ကြိုးစားနေကြတယ်။ပိုချမ်းသာခြင်းတယ်၊ပိုအောင်မြင်ခြင်းတယ်၊ပိုပျော်ရွှင်ခြင်းတယ်။ဒါပေမဲ့ဒီအရာတွေကိုရဖို့အသုံးပြုနေတဲ့တွေးပုံခေါ်ပုံကိုတော့မပြောင်းကြပါဘူး။စိတ်ဝင်စားစရာကောင်းတာတစ်ခုရှိပါတယ်။ကျွန်တော်တို့ဘဝရဲ့အရည်အသွေးဟာကျွန်တော်တို့ချတဲ့ဆုံးဖြတ်ချက်တွေရဲ့အရည်အသွေးပေါ်မူတည်နေပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဆုံးဖြတ်ချက်တွေဟာကျွန်တော်တို့ရဲ့တွေးခေါ်ပုံပေါ်မှာမူတည်နေပါတယ်လူတစ်ယောက်ကိုတူညီတဲ့ပြဿနာတစ်ခုပေးလိုက်ရင်တစ်ယောက်ကခွင့်ရေးကိုမြင်ပြီးနောက်တစ်ယောက်ကအခက်အခဲကိုမြင်နိုင်ပါတယ်လူနှစ်ယောက်ကိုလူညီတဲ့အချက်လက်တစ်ခုပေးလိုက်ရင်တစ်ယောက်ကမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်ပြီးနောက်တစ်ယောက်ကမှားယွင်းချက်တဲ့ဆုံးဖြတ်ချက်ချနိုင်ပါတယ်ကွာခြားချက်ကဉာဏ်ရည်မဟုတ်ပါဘူးကွာခြားချက်ကတွေးခေါ်တဲ့ပုံစံမျိုးဖြစ်ပါတယ်ဒီ podcast ကစိတ်သက်ကြွအောင်လုပ်ပြီးမယ် podcast မဟုတ်ပါဘူးဒါကြောင့်ပိုကောင်းတဲ့ဘဝကိုလိုချင်ရင်ပိုကောင်းတဲ့တွေးခေါ်မှုကစရမှာပါပဲကျွန်တော်သတိထားမိတာတခုတော့ရှိတယ်အဲ့ဒါကတော့အင်တာနက်ပေါ်မှာ motivation content တွေအများကြီးရှိပါတယ်ဥပမာမင်းလုံနိုင်တယ်လက်မလျှော့နဲ့အောင်မြင်မှုကမင်းလက်ထဲမှာရှိတယ်စရှိသည်ဖြစ်ပေါ့ဒီလိုစကားတွေကြားရတာကောင်းပါတယ်ဒါပေမဲ့အဲ့ဒီစကားတွေကတင်းရဲ့ဆုံးဖြတ်ချက်တွေကိုမပြောင်းလဲပေးနိုင်ပါဘူးဒါပေမဲ့မိကွန်းတစ်ခုရှိနေပါတယ်မင်းဘာကြောင့်ဒီလိုဆုံးဖြတ်မိတာလဲမင်းဘာကြောင့်မှားတဲ့အရာကိုယုံမိတာလဲမင်းဘာကြောင့်ခွင့်ရတစ်ခုကိုလက်လွတ်လိုက်တာလဲမင်းဘာကြောင့်တူညီတဲ့အမှားကိုထပ်ခါတလဲလဲလုပ်နေတာလဲအဲ့ဒီလိုမိဘမျိုးတွေကိုတော့ဖြည့်ပေးနိုင်တဲ့ content မျိုးတွေများများဆဆမတွေ့ရတတ်ပါဘူးဒီနေ့ Thinking Lab မြန်မာကိုဒီအတွက်ဖန်တီးထားတာဖြစ်ပါတယ်ဒီ channel ဟာ motivation channel မဟုတ်ပါဘူးဒီ channel ဟာပိုကောင်းတဲ့တွေးခေါ်မှုအတွက်ဖြစ်ပါတယ်ပိုကောင်းတဲ့ဆုံးဖြတ်ချက်တွေအတွက်ဖြစ်ပါတယ်ပိုကောင်းတဲ့ judgment အတွက်ဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဘဝရဲ့အရည်အသွေးဟာသင်ချလိုက်တဲ့ဆုံးဖြတ်ချက်တွေရဲ့အရည်အသွေးပေါ်မူတည်နေလို့ပါဥပမာလုံရွေးချယ်တာမိတ်ဆွေရွေးချယ်တာအိမ်တော်ဘက်ရွေးချယ်တာငွေသုံးတာချိန်သုံးတာဒီဆုံးဖြတ်ချက်တွေအားလုံးကတင်းဘဝကိုတည်ဆောက်နေပါတယ်ဒီနေ့ episode မှာအရေးကြီးဆုံးအချက်တစ်ခုကိုပေးထားခဲ့ခြင်းပါတယ်တင်းဘဝမှာရှိနေတဲ့အ
ပြဿနာအများစုဟာဖြေမရှိလို့မဟုတ်ပါဘူးမိဘမှားနေလို့ဖြစ်နိုင်ပါတယ်ပိုကောင်းတဲ့အဖြေတွေရစေရင်ပိုကောင်းတဲ့မိဘတွေမိတတ်ဖို့လိုပါတယ်ပိုကောင်းတဲ့မိဘတွေမိတတ်ဖို့ဆိုရင်ပိုကောင်းတဲ့ဥက္ကဋ္ဌပုံစံတွေလိုပါတယ်ဒါဟာ Thinking Lab မြန်မာရဲ့အစဖြစ်နိုင်ပါတယ်ဘဝပြောင်းဖို့မဟုတ်ပါဘူးတွေးပုံပြောင်းဖို့ပါဒီ channel မှာကျွန်တော်ဒီနေ့ဖြေရရောင်းမှာမဟုတ်ပါဘူးပိုကောင်းတဲ့မိကွန်းတွေမြင်နိုင်အောင်ကူညီပေးမယ်ပိုကောင်းတဲ့ framework တွေကိုမျှဝေပေးမယ်ပိုကောင်းတဲ့တွေးနည်းတွေကိုမျှဝေပေးမယ်နောက်လာမယ့် episode တွေမှာလည်း mental models တွေအကြောင်းပြောပြပါမယ် decision making အကြောင်းတွေပါမယ် psychology အကြောင်းတွေပြောမယ်နောက် human behavior အကြောင်းတွေတဲ့ပြောပြပေးသွားပါမယ်ဒီ episode ကိုနားထောင်နေတဲ့သင်ကိုမေးခွန်းတစ်ခုရေးချင်ပါတယ်လွန်ခဲ့တဲ့တစ်နှစ်အတွင်းသင်ဘဝကိုအပြောင်းလဲဖြစ်စေခဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုရှိခဲ့ပါသလားအဲ့ဒီဆုံးဖြတ်ချက်ကိုဘယ်လိုလေးပြီးချခဲ့တာလဲဆိုတာကိုဖြေပေးခဲ့ပါအဲ့ဒီမိဘလေးကတော့ Thinking မြန်မာရဲ့ Thinking Lab မြန်မာရဲ့ခီးစာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်က Thinking Lab မြန်မာဖြစ်ပါတယ်နောက် episode မှာတော့လူတွေအမှန်ကိုမရှာကြဘူးဆိုတဲ့ခေါင်းစဉ်နဲ့confirmation bias လို့ခေါ်တဲ့ကိုကြိုက်တဲ့အချက်လက်တွေကိုပဲရွေးလက်ခံပြီးတော့စန့်ကျင်ဘက်တွေကိုလစ်လီရှုတတ်တဲ့အလေးအထားအဲ့ဒီအကြောင်းဆွေးနွေးသွားပါမယ်ဘဝပြောင်းဖို့မဟုတ်ဘူးတွေးပုံပြောင်းဖို့နားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်